အားလုံးမင်္ဂလာပါနားလေးခဏငါ Lend Me Your Ears Audiobook Channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့တော့ Ikeman စစ်စင်ရေးရဲ့အပိုင်း3ဇက်ဖတ်ကြရအောင်တောမြို့ကလေးတစ်မျိုးမှမျက်မမြင်ဒုက္ခိတတူလုပ်ငန်းတာဝန်တစ်ခုအတွက်မိမြပင်အသေးစိတ်မှားကြားလိုက်သည်ဖြစ်စေရန်ဖန်ရန်ကအရေးကြီးသောအချက်လက်များကိုမေ့လျော့ကျွင်းကြံနေတတ်စမြဲဖြစ်သည်။ Efrain သည်အစိုးရတာဝန်ဝတ္တရားများပြီးဆုံးသွားခဲ့ရာဗျူနိုအဲရစ်တို့ရောက်လင်ရောက်ချင်းဤအချက်ကိုရုတ်တရက်တွေ့လိုက်ရသည်။ထိုချိန်တွင် Efrain သည်စောင်းနှင်းအဝတ်စားအနှွေးတွေများဝတ်ဆင်ထားလျက်ရှိနေရာအာဂျင်တီးနားသို့သူရောက်မိအချိန်သည်ယာဒီဥဒုအားဖြင့်အပူအိုက်ဆုံးအချိန်ဖြစ်ကြောင်းမိသူကမျှသတိမပေးလိုက်ကြဘဲဖြစ်ခဲ့ရသည်။သို့ဖြင့် Efrain မှာကတိကအောင်ဖြစ်ကချွေးတလုံးလုံးဖြင့်တာမဲကိုတွားရောက်တွေ့ဆုံခဲ့ရသည်။တာမီကထုံးစံအတိုင်းမိတ်တစ်ဆွေးတစ်များနှင့်စတင်တွေ့ဆုံရာတွင်ပြောလေးရှိသည့်ပြက်လုံးများကိုပြောကြားတော့မှအီဖရိမ်မှာအတော်ကလေးစိတ်သက်သာရာရသွားခဲ့သည်။တာမီပြောကြားချက်အရကိုရိုနယ်ဆောရပ်စ်မှာဗျူနိုအဲရစ်မြို့တော်၏အနောက်တောင်ဘက်မိုင်ပေါင်း300-400ခန့်ဝေးကွာသည့်အရက်မှာတောမြို့ကလေးတစ်မြို့ဖြစ်ကြောင်းအီဖရိမ်သိရသည်။ယင်းသို့လူသူအရောက်ပေါက်နေလာသည့်တောမြို့ကလေးဖြစ်သည့်လျောက်ထိုမြို့သို့သစိမ်းတရံများရောက်ရှိသွားပါကဒေသခံများ၏မျက်စိအောက်တွင်ထင်ထင်ရှားရှားကြီးဖြစ်ကာအာယုံဆိုင်ခြင်းခံရမည်မှာတေချာလာသည်ဟုဆိုနိုင်သည်တို့ဖြစ်ရာထိုမြို့ကလေးသို့အီဖရိန်တွားရောက်မိအစားဟာမန်အားဗျူနိုအဲရစ်မြို့သို့ဖိတ်ခေါ်တွေ့ဆုံခြင်းကအကောင်းဆုံးဖြစ်မည်ဟုသဘောရကြသည်တို့ဖြစ်၍အီဖရိန်သည်ဟာမန်ထံသို့ကျင်းနှန်းတစ်စောင်လှမ်းရိုက်လိုက်သည်ယင်းကျင်းနှန်းစာတွင်ဘောရ၏အမိကိုပါဖော်ပြ၍မိမိသည်အာဂျင်တီးနားသို့ခေတ္တအလဲပတ်ရောက်ရှိနေကြောင်းနှင့်မပြန်မီဟာမန်အားအလွန်တရာတွေ့လိုကြောင်းထဲ့သွင်းရေးသားလိုက်သည်ထို့ပြင်မိမိနှင့်တွေ့ဆုံရန်အတွက်ဗျူနိုအဲရစ်မြို့တော်သို့ဖြစ်စေသို့မဟုတ်အနီးနားတစ်ဝိုက်မှအခြားမြို့ကြီးတစ်မျိုးမျိုးသို့ဖြစ်စေလာရောက်ရန်ဟာမန်အားမှားကြားလိုက်သည်ဟာမန်ထံမှကျင်းနှန်းပြန်လာသည်ချက်ချင်းပင်ရောက်ရှိလာခဲ့သည်ကျင်းနှန်းစာတွင်ခမည်းကိုကျွန်တော်မသိပါခမည်းကျွန်တော်နှင့်တွေ့လိုပါကကျွန်တော်ထံလာရန်သာရှိပါသည်ဟူ၍တူတူတုတ်တုတ်နှင့်ခက်ပြက်ပြက်ရေးထားသည်တို့ဖြင့်အီဖရိန်ကမိမိလာတွေ့မိဖြစ်ကြောင်းဟာမန်ထံအကြောင်းပြန်လိုက်ရသည်သို့သောအီဖရိန်မှာဟာမန်၏တူတောင်းပြတ်သားလာသည့်ဂျင်းနှန်းစာကြောင့်စိတ်ထဲတွင်ခိုးလို့ခုလူဖြစ်နေခဲ့သည်သူ့အနေဖြင့်အလွန်ကြောင်ကြလှ၍ခေါင်လှသည့်အရက်ဒေတာသို့တွားရောက်ကသူတစ်ခါဘူးမျှမတွေ့မမြင်ဘူးသည့်သစိမ်းတစ်ယောက်နှင့်တွေ့ဆုံရမည်ဖြစ်ရာဤဒီမှာသူ့အတွက်ထောင်ချောက်တစ်ခုမဟုတ်ဟု၍မိသူအာမခံနိုင်ပါမည်နီတဖန်အီဖရိန်တန်တရားဖြစ်မှုကိုတာမီကလည်းသဘောတူထောက်ခံ၍စနိုးစနောက်ဖြစ်နေပြန်၏အထူးသဖြင့်ဤမြလူသူအရောက်ပေါက်နေလာသည့်ရက်ဒေတာသို့စပိန်စကားမပြောတတ်ဘဲအီဖရိန်တယောက်တည်းသွားမိဆိုပါကမုတ်ချဒုက္ခရောက်စရာရှိသည်ဟုယူဆခဲ့သည်တို့ဖြစ်ရာအဆိုပါကိုရိုနယ်မျိုးကလေးတို့အီဖရိန်နှင့်အတူတာမီပါလိုက်ရန်စီစဉ်ခဲ့ကြသည်ဗျူနိုအဲရစ်မြို့မှမနက်စောစောထွက်သည့်မိရထားဖြင့်စီးနှင်းလိုက်ပါလာကြရင်နှစ်ယောက်သားအမေရိကန်ကောင်းမွန်ရုပ်ရှင်ကားများကိုအမှတ်ရနေမိကြသည်ရထားပေါ်တွင်တညာလုံးပြင်းကြီးညီးငွေ့ဖွယ်ရာလိုက်ပါလာခဲ့ကြပြီးနောက်တနေ့နနက်9နာရီခွဲအချိန်လောက်တွင်ကိုရိုနယ်မြို့ကလေးသို့ဆိုက်ရောက်လာခဲ့ကြသည်နှစ်ယောက်သားရထားပေါ်မှဆင်းခဲ့ကြပြီးအိုလာဟောင်းလာ၍ရှေးကြလာသည့်ဘူရာယုံကလေးတွင်အပြန်ခီးအတွက်ရထားအချိန်ကိုမေးမြန်းစုံစမ်းခဲ့ကြသည်ဗျူနိုအဲရစ်မြို့တော်သို့ထွက်မိမြန်ရထားမှာတနေ့လင်တစ်စီးသာရှိ၍ညနေပိုင်းတွင်ထွက်မိဟုသိခဲ့ရသည်သူတို့အစီအစဉ်မှာဟာမန်၏အိမ်သို့အီဖရိန်တယောက်တည်းသွားတွေ့ရန်ဖြစ်သည်ဤတော်တွင်ဒါမီကထိုအိမ်နှင့်မလန့်မကန့်တွင်တက္ကစီကားတစ်စီးဖြင့်စောင့်နေရမည်ဖြစ်ပြီးအကယ်၍တင့်တော်လုံလောက်သည့်အချိန်တွင်အီဖရိန်ပြန်ရောက်မလာပါကဒါမီကိုယ်တိုင်ထိုအိမ်သို့လိုက်လာရန်စီစဉ်ထားကြသည်ဘူရာယုံမှအထွက်ရုတ်တရက်လှမ်းကြည့်လိုက်ရာဖြောင်းတန်းရှည်လျားလာသည့်လမ်းမကြီးကိုတမျောတခေါကြီးမြင်လိုက်ရသည်လမ်းဘေးတစ်ဖက်တစ်ချက်တွင်တထက်အိမ်ကလေးများစီတန်းလျက်ရှိနေကြပြီးပြုံးကနေကြည့်လိုက်လျင်ဤမြို့ကလေးတွင်ဤလန်းတလန်းထဲသာရှိသည်ဟုထင်မှတ်ရသည်တို့ဖြင့်တက္ကစီကားစီးကိုလှမ်းခေါ်၍ကားမောင်းသမားအားလိပ်စာရေးထားသည့်စာရွက်ကလေးပေးလိုက်သည်ကားမှာအိုလာဟောင်းလာ၍စုပ်ပြတ်နေသောအမေရိကန်ကားဖြစ်သည်တကယ်တော့သူတို့သည်ကားမစီးဘဲခြေချင်းလျှောက်လာလင်လည်းဖြစ်သည်
အဘေးကြောင့်ဆိုတော့သူတို့ပေးလိုက်သည့်လိပ်စာအရာထိုနေရာသို့ကားဖြင့်3မိနစ်ခန့်သာမောင်းရသောကြောင့်ဖြစ်သည်ထိုနေရာတွင်အီဖရိမ်ကကားပေါ်မှဆင်းလိုက်ပြီးတာမီတယောက်တည်းဆက်၍စီးလာခဲ့သည်ဤမျိုးကလေးတွင်ရှိရှိသမျှအရာဝတ္ထုအားလုံးဟောင်းလှအိုလှပြီဖြစ်သလိုဟာမန်၏နေအိမ်မှာလည်းအိမ်ဟောင်းတစ်လုံးပင်ဖြစ်သည်အီဖရိမ်သည်အိမ်ရှိတကားကိုခောက်လိုက်ရာအသက်50ခန့်ရှိပင်ပိန်တေးသေးသပင်များဖြူဖွေးနေသည့်လူတစ်ယောက်ကတကားကိုလာဖွင့်ပေးသည်သူကိုကြည့်ရသည်မှာကိုယိုကာယာနိုင်လှသလိုလမ်းလျှောက်ပုံနှင့်သွာလာလှုပ်ရှားပုံများမှာတုံနှင်းနှင်းနိုင်လှသည်ဟုထင်ရသည်တကားဝတွင်ထိုလူနှင့်မျက်နှာချင်းဆိုင်လိုက်ရသည်တွင်အီဖရိမ်မှာစိတ်ထဲကမတိမတာခိုးလိုခုလုဖြစ်လာမိသည်မင်္ဂလာနံနက်ပါခင်ဗျာဒီအိမ်ဟာမစ္စတာဟာမန်ရဲ့အိမ်ဟုတ်ပါသလားအီဖရိမ်ကမေးလိုက်သည်ဟုတ်ပါတယ်လူသားဟာမန်ဆိုတာကျုပ်ပါပဲဘာကိစ္စရှိလို့လဲကျွန်တော်နာမည်ကကားလ်ဟပ်ပါပါအီဖရိမ်ကဆက်၍ပြောလိုက်သည်ကျွန်တော်ဒီကိုလာမယ့်အကြောင်းဘျူနိုအဲရစ်ကနေပြီးကြီးတဲ့တစ်ဆောင်ပို့လိုက်ပါတယ်အော်ဟုတ်ပြီလာပါအထဲဝင်ပါအဲကန်းမှာအိမ်အောင်ပရီဘောကမြများဆဆမရှိပဲကျိုးတိုးကျဲတဲနိုင်လာသည်မန်ဘီတို့ဟောင်းကြီးတစ်ခုစပွဲတစ်လုံးနှင့်ရိုးကလထိုင်3-4လုံးသာတွေ့ရသည်လှုပ်သက်ရင်းလာ၍ကျင်သားရနေပြီဖြစ်သောအရာရှိအီဖရိမ်၏စိတ်ထဲတွင်ဤအိမ်အတွင်း၌မတင်ငါဖွယ်ရာတစ်စုံတစ်ခုရှိနေသည်ဟုအလိုလိုသိလိုက်သည်သို့သောရုတ်တရက်အားဖြင့်ဘာရယ်လို့မပြောတတ်အောင်ဖြစ်နေသည်ဟာမန်ကအီဖရိမ်အားထိုင်ရန်ပြောလိုက်သည်သို့တော်သူသည်သူ့စိတ်ထဲမှတင်ငါမကင်းဖြစ်နေသည်ကိုဟန်ဆောင်မထားဘဲပြောစရာရှိသမျှဒဲတိုးကြီးပြောလိုက်သည်နေပါဦးမစ္စတာဟပ်ဘတ်ခမည်းနာမည်ကိုကျုပ်တခါမှမကြားဘူးပါလားခမည်းဘယ်သူဘယ်ဝါဆိုတာကျုပ်ကိုအမှန်တိုင်းပြောပါဦးကျွန်တော်ဟာဂျာမန်ဆိုရအာဏာပိုင်တွေရဲ့ကိုယ်စားလှယ်အဖြစ်နဲ့အမေရိကနဲ့ကနေဒါမှာအတော်ကြာအောင်နေခဲ့ပါတယ်ကျွန်တော်ခုခမည်းစီလာတာလဲဂျာမန်ဆိုရရဲ့ကိုယ်စားလှယ်ဖြစ်နေလာတာပါအီဖရိမ်ကလေတံခတ်မမှန်ဖြစ်ပြောလိုက်သည်ခမည်းပြောတဲ့စကားကိုကျုပ်ဘယ်လိုလုပ်ပြီးယုံရမလဲဒါမျိုးတော့လူတိုင်းပြောတတ်ကြတာပဲပြီးတော့ခမည်းရဲ့အာဏာပိုင်ဂျာမန်ဆိုရနဲ့ကျုပ်နဲ့ဘယ်လိုပတ်သက်နေလို့လဲဒီလိုပါမစ္စတာဟာမန်ကျွန်တော်ကိုခမည်းစီလွတ်လိုက်တဲ့လူတွေနဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောပြရစီနဲ့ဒါတော့ရှင်းပါတယ်ဒါပေမဲ့ကျွန်တော်ကိုတခုတော့ပြောခွင့်ပေးပါနာဇီစစ်တပ်ကအဒေါ့ဖ်အိုက်မန်နဲ့ပတ်သက်ပြီးအနောက်ဂျာမနီဟတ်စပီနယ်ကအစိုးရရှိနေကြီးဒေါက်တာဖယ်ရစ်ဘောယာစီခမည်းရေးလိုက်တဲ့စာနဲ့ပတ်သက်လို့ပါပဲဒေါက်တာဘောယာကသူ့ကိုယ်စားခမည်းနဲ့တွေ့ဖို့လူတယောက်လွှတ်လိုက်မယ်ဆိုတဲ့အကြောင်းခမည်းစီကိုဇန်နဝါရီ21ရက်နေ့ကစာတစောင်ရေးပို့လိုက်ပါတယ်အခုကျွန်တော်စီမှာဒေါက်တာဘောယာကအဲ့ဒီနေစွဲနဲ့ပဲတနေ့တည်းရေးလိုက်တဲ့မိတ်ဆက်စာပါလာပါတယ်ဟော်ရီစာပါပဲအီဖရိမ်ကအိတ်ထဲမှစာကိုထုတ်၍လှမ်းပေးလိုက်သည်သို့သောဟာမန်သည်ထိုစာကိုလုံးဝဂရုမစိုက်သည့်အမူအရာဖြင့်လှမ်းမယူဘဲနေလိုက်ရာအီဖရိမ်မှာစာကိုလက်ထဲတွင်ကင်လျက်သားခက်ကြောင်ကြောင်ဖြင့်ကိုယိုကာယအနေအထားမျိုးဖြစ်နေသည်သူစိတ်ထဲတွင်စိုးရိမ်မှုများတဖွာဖွာပေါ်ပေါက်လာသည်ထိုအခိုက်အတန့်မှာပင်ဟာမန်သည်စောစောကထက်အတန်ကိုအနှဲငယ်မြင့်၍တကားဝဘတ်သို့လှည့်ကားပြောလိုက်သည်လာလေးအချစ်ဝင်ခဲ့လေဟုတ်ကဲ့ပါလို့သာပြောဆိုဖြင့်ခက်ရရွယ်အမျိုးသမီးတစ်ယောက်အိမ်ထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရသည်မစ္စတာဟပ်ဘတ်ဟာမန်ကအီဖရိမ်အားပြောလိုက်သည်ဒါကျွန်ုပ်ဇနီးပါကဲအချစ်ဟောတာမစ္စတာဟပ်ဘတ်ပဲသူစီမှာဘရဘတ်ကအစိုးရရှိနေကြီးရဲ့စာဆောင်ပါလာတယ်ကဲအဲ့ဒီစာကိုကြဲကလေးဖတ်ပြပါဦးအီဖရမ်မှာပြုံးကနေတအန်အောဖြစ်ကတကိုယ်လုံးတုန်လှုပ်သွားခဲ့သည်အဘဲကြောင့်ဆိုသောဟာမန်သည်မျက်မမြင်ဒုက္ခိတတယောက်ဖြစ်နေသောကြောင့်သည်စောစောကမိမိလမ်းပေးသောစာကိုမယူသည်မှာမိမိလက်ကိုသူမမြင်ရသောကြောင့်ဆိုသည်ကိုယခုမှသူသိရသည်စောစောကစိတ်ထဲတွင်ဖြစ်ပေါ်ခဲ့သောတန်တရားနှင့်စိုးရိမ်စိတ်များမှာလုံးဝလွင့်စင်ပျောက်ကွယ်သွားကြသည်သို့သောသူကပြုံးကနေအံ့ဩမှုနှင့်ရုတ်တရက်စိတ်သက်သာမှုများတို့ကိုအသက်နိုင်ဆုံးမတိတာအောင်ကြိုးစားရင်းထိုင်ရမှထကာဟာမန်၏ဇနီးအားစာကိုလှမ်းပေးလိုက်ရသည်ဟောဒီစာပါပဲမစ္စစ်ဟာမန်ထိုင်ပါရှင်ထိုင်ပါမစ္စစ်ဟာမန်ကပြတလဲပြောရှာသည်ဘလို့မှမအောင်မိပါနဲ့နော်ကျမယောက်ျားအတွက်ဒီစာကလေးဖတ်ပြပါရစေယခုဤစာကိုယူလာသူသည်ယနေ့ရက်စွဲဖြင့်တင့်ထန်သို့ကျွန်ုပ်ရေးလိုက်သည့်စာအရာရောက်ရှိလာသူဖြစ်ပါသည်သူသည်တင်နှင့်ကျွန်ုပ်တို့အပြန်လည်စာဖြင့်ရေးသားခဲ့ကြသည့်ကိစ္စရပ်ကိုဆွေးနွေးပါလိမ့်မည်လေးစားစွာဖြင့်ဒေါက်တာဘောယာတဲ့
ရုတ်တရက်ဟာမန်၏မျက်နှာပေါ်တွင်ပြုံးယောင်တန်းသွားသည်ကိုအီဖရိမ်သတိပြုလိုက်မိသည်ခဏအကြာတွင်ဟာမန်၏ဇနီးကပြောလိုက်သည်အောက်မှထိုးထားတဲ့လက်မှတ်ကတော့ဒေါက်တာဘိုးရလက်မှတ်အစ်စ်ပါပဲသူမ၏စကားနှင့်လေတံမှာသူတို့နှစ်ယောက်အချင်းချင်းပြောနေကြစကားပြောနေကြလေတံမျိုးပေါက်နေသည်တို့ဖြင့်တင်းမာမှုများအားလုံးအချီပြောသွားခဲ့သည်အချစ်ရေမောင်တို့အတွက်စားဖို့တောက်ဖို့တခုခုလုပ်ပါအောင်ဟာမန်ကဖော်ရည်စွာဖြင့်ပြောလိုက်သည်သူဇနီးထသွားသောအခါသူကအီဖရိမ်ဘက်သို့လှည့်ကာစကားဆပြောပါတော့သည်ကျုပ်လည်းထောက်လိုင်းအလုပ်တွေလုပ်ခဲ့ပူပါတယ်ငငယ်ရွယ်ရွယ်ရှိနေဘွားကလေးကဆိုပါတော့ဒါပေမဲ့ဟစ်တလာအာဏာရလာပြီးတဲ့နောက်အချင်းတွေအားလုံးကြပြောင်းကြပြန်ဖြစ်ကုန်တာပါပဲကျုပ်ဖေနဲ့ကျုပ်မေလည်းနာဇီတွေရဲ့အသက်ခံခဲ့ကြရပါတယ်အဲ့ဒီမှာပဲကျွေးတက်စခန်းတွေရဲ့ကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေကိုကျုပ်ပထမဆုံးစပြီးကြုံရတွေ့ရတာပါပဲကျုပ်မှာဂျူးသွေးပါပါတယ်ဒါပေမဲ့ကျုပ်ဇနီးကဂျာမန်အစ်စ်ပါဒါကြောင့်ကျုပ်တို့သမီးလေးကိုသူ့အမေဘက်ကထုံးစံအတိုင်းပြုစုစောင့်ရှောက်လာခဲ့ကြပါတယ်ပထမတော့ဟာမန်၏စကားများသည်ဂျူးမျိုးသားရေးနှင့်ပတ်သက်၍မိမိရှူတောင်းတဲ့သဘောထားကိုတွေးတိုးစမ်းကြည့်နေခြင်းဖြစ်သည်ဟုအီဖရိမ်စိတ်ထဲကထင်လိုက်မိသည်တို့ဖြစ်ရာဟာမန်၏စကားကိုတစုံတရာဝင်ရောက်ဆွတ်ဖက်ခြင်းမပြုဘဲနားထောင်ရုံတက်တက်နားထောင်နေလိုက်သည်ဟာမန်ကသူ့စကားကိုဆက်သည်ကျုပ်အိုက်ကမန်ကိစ္စနဲ့ပတ်သက်လို့ဆောင်ရွက်နေတာတွေဟာဂျာမန်နိုင်ငံအတွက်လုပ်နေတယ်လို့မထင်သေးခြင်းဘူးကျုပ်ရဲ့တခုတည်းသောရည်ရွယ်ချက်ကဘာလဲဆိုတော့ကျုပ်နဲ့ကျုပ်ရဲ့မိသားစုအကြီးကျယ်ဒုက္ခရအောင်လုပ်ခဲ့တဲ့နာဇီစစ်တီးရခံတွေကိုကြာနာနာကြီးလက်စားချေခြင်းလို့ပါပဲဒါကြောင့်မို့လဲဒီကိစ္စနဲ့ပတ်သက်လို့ကျုပ်လောက်ကင်ဆောင်ရွက်ပေးတဲ့အပေါ်မှာစုငွေပေးတာတွေတခြားဘာညာညာဂုံပြုချီးမြှင့်တာတွေကိုကျုပ်လုံးဝမမျှော်လင့်ပါဘူးခင်ဗျားအနေနဲ့အိုက်ကမန်ကိုဘလူစပြီးခြေရခံမိတာလေအီဖရိမ်ကစား၍မေးခွန်းထုတ်လိုက်သည်ဒါကတော့မတော်တဆကံကောင်းထောက်မှာပြီးအကျိုးကြောင့်ဆက်ကြည့်ရတာဖြစ်လာတယ်လို့ပဲဆိုပါတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်နားလည်အောင်ရှင်းပြလို့မဖြစ်ဘူးလားဖြစ်တာပေါ့မောင်ရင်တိတ်ဖြစ်တာပေါ့ဟာမန်ကအာတက်သေးရောပြန်ပြောလိုက်သည်ဖြစ်ပုံကဒီလိုပါကျုံမှာသမီးကလေးတယောက်ရှိတယ်အင်မတန်ချစ်စရာကောင်းပါတယ်ခင်ဗျားသူကိုတွေ့မှာပါမကြခင်သူပြန်ရောက်လာပါလိမ့်မယ်အင်မတန်သဘောကောင်းပြီးဖော်ရွေတဲ့မိန်းကလေးတယောက်ပါအခုဒီကိစ္စနဲ့သူနဲ့ပတ်သက်နေလို့လားဟုတ်ပါတယ်သူနဲ့ပတ်သက်နေပါတယ်ကျုပ်တို့မိသားစုဟာလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်အထိယူနိုအဲရစ်မြို့ကအော်လီဗော့စ်ရပ်ကွက်မှာနေခဲ့ကြပါတယ်အဲ့ဒီမှာကျုပ်သမီးလေးကအသက်22နှစ်လောက်ရှိတဲ့လူငယ်လေးတယောက်နဲ့တွေ့ခဲ့ပါတယ်အဲ့ဒီကောင်လေးရဲ့နာမည်ကနီကိုလက်အိုက်မန်လို့ခေါ်ပါတယ်သူဟာကျုပ်သမီးနဲ့သွားသူလာသူဖြစ်နေပြီးကျုပ်တို့အိမ်ကိုလည်းမကြာခဏအဝင်ထွက်လုပ်ခဲ့ပါတယ်ဒါပေမဲ့ထုံးစံအတိုင်းကျုပ်ဟာဂျူးတယောက်ဖြစ်ပြီးကျုပ်သမီးကလေးကလည်းဂျူးသွေးပါတယ်ဆိုတာသူလုံးဝမသိပါဘူးတကယ်ပါပြီးတော့ကျုပ်တို့အနေနဲ့လည်းအာဂျင်တီးနားကိုပထမဆုံးရောက်လာတဲ့အချိန်ကစပြီးဂျာမန်တွေလိုပဲနေလာခဲ့ကြပါတယ်အားလုံးကလည်းကျုပ်တို့ကိုဂျာမန်လူမျိုးတွေပဲလို့ထင်ခဲ့ကြပါတယ်ဒါကြောင့်မို့လဲနီကိုလတ်ကကျုပ်တို့အိမ်မှာစကားပြောရင်လွတ်လွတ်လပ်လပ်နဲ့စိတ်ထဲရှိသလောက်ပြောတတ်ဆိုတတ်ပါတယ်ဒီလိုနဲ့တနေ့တော့ကျုပ်တို့တွေရောက်တဲ့နေရာပြောကြဆိုကြရင်းနဲ့ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဂျူးတွေရဲ့ကံကြမ္မာအကြောင်းစကားဆက်ပြီးပြောမိကြပါတယ်အဲ့ဒီမှာသူကဘလို့ဝင်ပြောလိုက်တယ်လဲဆိုတော့ဂျာမနီယာဂျူးတွေကိုအဲ့ဒီချိန်ကအကုန်တက်ပြစ်နိုင်ခဲ့ရင်တိတ်ကောင်းပါပဲလို့ပြောပါတယ်နောက်တစ်ခါကျတော့လေအဲ့ဒီလိုပဲစကားပြောကြရင်းနဲ့သူ့ဖေဟာစစ်ကြီးတွင်းကဂျာမန်စစ်ဗိုလ်တယောက်ဖြစ်တဲ့အကြောင်းနဲ့နိုင်ငံတော်အတွက်တာဝန်ထမ်းရွက်ခဲ့တဲ့အကြောင်းပြောလာပြန်ပါတယ်ဒီလိုနေလာရာကတနေ့တော့ကျုံမင်းမကအမှတ်မတင်သူ့ကိုစကားတခွန်းပြောလိုက်ပါတယ်အဲ့ဒါကဘာလဲဆိုတော့မင်းပြောတဲ့ဂျာမန်စကားအခြားဂျာမန်တွေပြောတဲ့လေသံနဲ့တိတ်မတူဘူးဟိုနေရာကတစ်မျိုးဒီနေရာကတစ်မျိုးနဲ့အတန်မျိုးဝဲနေတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီမှာသူပြန်ပြောတာကသူ့အဖေဟာစစ်အတွင်းကနေရာအမျိုးဒေသအမျိုးမှာလှည့်ပြီးအမှုထမ်းခဲ့ရတဲ့အတွက်သူ့အဖေနဲ့အတူအဲ့ဒီနေရာတွေလိုက်နေခဲ့ရလို့သူပြောတဲ့ဂျာမန်စကားကလည်းလေသံအမျိုးဖြစ်နေတာပါလို့ရှင်းပြပါတယ်အီဖရင်ဒီဟာမန်၏စကားကိုစိတ်ဝင်စားကအတန်ကြာအောင်ငြိမ်နေမိသည်ခဏကြာမှသူကပြောလိုက်သည်ကျွန်တော်သိရသလောက်ဂျာမနီမှာစစ်တီးရခံတယောက်ကိုစစ်ခုံရုံးမှာစစ်ဆေးနေတော့ခမည်းဒီကိစ္စကိုစိတ်ဝင်စားတယ်လို့ကြားရပါတယ်ဟုတ်ပါတယ်အဲ့ဒါအမှန်ပါပဲကျုပ်ကအဲ့ဒီစစ်တီးရခံရဲ့အမှုကစားပြီးဒီကိစ္စမှာဝင်ပါလာခဲ့တာပါပဲဖြစ်ပုံကတနေ့တော့
ကျုံမိမပဲလားဒါမှမဟုတ်ကျုပ်သမီးလားကောင်းတော့မမှတ်မိတော့ဘူးသူကသတင်းစာဆောင်မှာ Frankfurt မြို့ကစစ်တီကန်တယောက်နဲ့ပတ်သက်ပြီးသတင်းတစ်ပုဒ်ကိုဖတ်ပြပါတယ်အဲ့ဒီသတင်းထဲမှာလူတွေကိုအစုလိုက်အပြုံလိုက်တတ်ခဲ့တဲ့ကိစ္စအတွက်အိုက်ဂမန်ဆိုတဲ့လူဟာအဓိကတရားခံဖြစ်တဲ့အကြောင်းကြားလိုက်ပါတယ်ဒီနာမည်ကိုကြားလိုက်တာနဲ့တပြိုင်နက်ရုတ်တရက်ဖြတ်ကနေအတွေ့တစ်ခုပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့တခါတုန်းကဂျူးတွေကိုအကုန်တတ်မပစ်ခဲ့လို့စေမကောင်းဖြစ်မိတယ်လို့ပြောခဲ့တဲ့နီကိုလတ်အိုက်ဂမန်ဟာအဲ့ဒီ Adolf Eichmann ရဲ့သားပဲဖြစ်ရမယ်ဆိုတဲ့အတွေးပါပဲနောက်ပြီးတော့ဒီကောင်လေးရဲ့ပြောပြချက်အရသူ့ဖေဟာစစ်ကြီးအတွင်းကဂျာမန်စစ်ဗိုလ်ဘွားနဲ့တိုင်းပြည်အတွက်အမှုထမ်းခဲ့ဘူးတယ်ဆိုတဲ့စကားကိုလည်းချက်ချင်းပြေးသတိရမိတယ်ဒါနဲ့ကျုပ်လည်းကြပြာကြရနဲ့ကျုပ်စိတ်ထဲမှာတင်ငါမကင်းဖြစ်နေတာကို Frankfurt မြို့ကအစိုးရရှေ့နေစီစာဆောင်ကောက်ရေးလိုက်တာပါပဲဒီလိုနဲ့ကျုပ်တို့ဟာစားတွေအပြန်လည်ရေးကြရကဒီကိစ္စအတွက်ရှေ့ဆက်ပြီးစုံစမ်းပေးဖို့အဲ့ဒီရှေ့နေကြီးကကျုပ်ကိုတိုက်တွန်းခဲ့ပါတယ်ကျုပ်စီကိုအိုက်ဂမန်နဲ့ပတ်သက်ပြီးတည်တင်တည်ထိုက်တဲ့အချက်လက်တွေတောင်ပို့ပေးခဲ့ပါသေးတယ်အဲ့ဒီထဲမှာအိုက်ဂမန်ရဲ့ရုပ်လက္ခဏာနဲ့ပုံမှန်တဲ့ဘယ်လိုရှိတယ်ဆိုတာကလည်းပါပါတယ်အဲ့ဒီနောက်မကြာခင်မှာပဲ Hasby နယ်ကအစိုးရရှေ့နေကြီးဟာတခြားနေရာပြောင်းသွားရပြီးသူ့နေရာမှာဒေါက်တာ Frank Boyer ဆိုတဲ့ပုဂ္ဂိုလ်ရောက်လာပါတယ်ဒါနဲ့ကျုပ်လည်းဒေါက်တာ Boyer နဲ့ဆက်ပြီးစာပေးစာယူလုပ်ခဲ့တာပါပဲဒါထက်ခင်ဗျားတွေ့နေရတဲ့မတင်ငါစရာချက်တွေနဲ့ပတ်သက်ပြီးဘလို့စုံစမ်းထောက်လှမ်းခဲ့ပါသလဲ။ Ephraim ကစိတ်ပါဝင်စားစွာမေးလိုက်သည်။သူသည်တတိထား၍သူ့အတန်ကိုခတ်တူးတူးပြောလိုက်သည်။သို့သောအမှန်စင်စစ်မျက်မမြင်ဒုက္ခိတတယောက်အနေဖြင့်မိတို့မိဘုံကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းထောက်လှမ်းနိုင်ပါမည်နီ။ဒီနေရာမှာဘောရရဲ့မေတ္တာရက်ခံချက်အရကျုပ်ကိုယ်တိုင် Buenos Aires ကိုပြန်သွားပြီးအိုက်ဂမန်ရဲ့မိသားစုနေတဲ့နေရာကိုသိဖို့နဲ့အိမ်အောင်ဦးစီးဖြစ်တဲ့အိုက်ဂမန်ကိုတွေ့ဖို့နှစ်ကြိမ်တိတိစူးစမ်းကြည့်ခဲ့ပါတယ်။အဲ့ဒီနှစ်ကြိမ်စလုံးကျုံတဲ့အတူကျုပ်သမီးကလေးလိုက်ပါလာတယ်။တကယ်ဆိုတော့ကျုပ်တို့ဟာဒီကိစ္စနဲ့ပတ်သက်လို့စောစောပိုင်းစကတည်းကအရေးကြီးတဲ့ပြဿနာတစ်ခုအနေနဲ့သဘောမထားခဲ့မိတာဟာကျုပ်တို့ရဲ့ပေါ်ရောမှုပဲလို့ဆိုရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့နီကိုလတ်နဲ့ကျုပ်သမီးဟာကျုပ်တို့ဒီကိုပြောင်းလာကြတဲ့ကတယောက်နဲ့တယောက်အပြန်အလှန်စာတွေရေးခဲ့ကြတာပါပဲ။ဒါပေမဲ့ဒီတငယ်ဟာသူ့ဘက်မှာနေတယ်ဆိုတာစာထဲမှာတကားမှထည့်မရေးခဲ့ပါဘူး။ဒါရင်မကသေးဘူးကျုပ်သမီးကသူ့စီကိုစာထည့်ရင်ဂျားလူတယောက်ရဲ့လိပ်စာနဲ့ထည့်ရပါတယ်။တကယ်တော့ဒီချက်တွေကကျုပ်တို့ရဲ့တန်တရားကိုပိုပြီးကြည့်အောင်လုပ်တာနဲ့အတူတူပါပဲ။ထိုခိုင်မင်္ဂလာနံခင်းပါဖေဖေ။ဟူသောအတန်ကိုကြားလိုက်ရပြီးအသက်20ခန့်ရုပ်ရည်ချောမောလာသည့်မိမပြိုကလေးတစ်ယောက်သည်မစ္ဆက်ဟာမန်နှင့်အတူအေဂန်ဒေးသို့ဝင်လာသည်ကိုတွေ့လိုက်ရသည်မိန်းကလေးလက်ထဲတွင်လက်ဖေးနှစ်ခွက်ပါသောဗန်းသက်ချက်ကင်လာသည်မစ္စတာဟာဘတ်ဒါကျုပ်သမီးပါဟာမန်ကထို့သို့ပြောလိုက်ပြီးသူမဘတ်သို့လှည့်ကာဆက်ပြောလိုက်သည်သမီးရောက်လာတာအတော်ပဲအခုဟောဒီမစ္စတာဟာဘတ်ကအိုက်ဂမန်တို့မိသားစုအကြောင်းစိတ်ဝင်စားနေတယ်အဲ့ဒီတော့အဲ့ဒီအိမ်ကိုသမီးဘယ်လိုရောက်ခဲ့တယ်ဘသူတွေနဲ့တွေ့ခဲ့တယ်ဆိုတာမစ္စတာဟာဘတ်ကိုပြန်ပြောပြပါဦးသမီးလည်းအင်္ဂလိပ်လိုပြောတတ်တာပဲဟာမန်သည်တဖန်အီဖရိမ်ဘတ်သို့လှည့်ကာပြောလိုက်ပြန်သည်နောက်2လလောက်နေရင်သမီးကအမေရိကန်တက္ကသိုလ်တစ်ခုကိုတက်ရတော့မယ်ဖေဖေပြောတဲ့အတိုင်းပါပဲမိမပြိုကလေးကစကားစားပြီးပြောလိုက်သည်နေ့ဟာသူ့ဘက်မှာနေတယ်ဆိုတာကျမကိုတခါမှအတိမပေးခဲ့ပါဘူးကျမတို့ Buenos Aires ရောက်သွားတော့အတီးတယောက်ကိုကူညီတောင်းပြီးသူ့အိမ်ကိုရှာရပါတယ်အဲ့ဒီအိမ်ရောက်သွားပြီးတကားခောက်လိုက်တော့မိမကြီးတယောက်ကတကားကိုလာဖွင့်ပေးပါတယ်ကျမကဂျာမန်စကားနဲ့ဒီအိမ်ဟာအိုက်မန်တို့မိသားစုနေတဲ့အိမ်မဟုတ်လားလို့မေးလိုက်တော့အဲ့ဒီမိမကြီးကရုတ်တရက်ချက်ချင်းဘာမှပြန်မပြောပါဘူးအဲ့ဒီအချိန်ကလေးမှာပဲညက်မှန်နဲ့ခက်ရွယ်ရွယ်လူတယောက်အဲ့ဒီမိမကြီးဘေးနားကိုရောက်လာပါတယ်အဲ့ဒီလူကနေ့မရှိဘူးအချိန်ပိုလှုပ်ဆင်းနေတယ်လို့ပြန်ပြောပါတယ်ကျမကအိုက်မန်ဆိုတာရှင်ပဲလားလို့ထပ်မေးလိုက်တော့သူကမဟုတ်ပါဘူးလို့ပြန်ဖြေပါတယ်ဒါနဲ့ရှင်ကနေ့ရဲ့အဖေလားဆိုတော့သူကဟုတ်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့ဒီစကားကိုအကြာကြီးနေမှပြန်ပြောပါတယ်အကြာကြီးနေမှပြန်ပြောတယ်ဆိုတာသေချာရဲ့လားအီဖရင်ကဝင်မေးလိုက်သည်ပြီးတော့သူစကားပြောရမှာဗာများထူးခြားသတိထားမိသေးတယ်လေအကြာကြီးနေမှကျမကိုပြန်ပြောတယ်ဆိုတာသေချာပါတယ်နောက်ပြီးတော့သူ့အတန်ကခက်လေးလေးခက်အပ်နဲ့ Frankfurt အစိုးရရှေ့နေကြီးရေးလိုက်တဲ့စာထဲမှာပါတဲ့အတိုင်းပါပဲဤတွင်အီဖရင်ကကောက်ကငင်ကမေးလိုက်သည်မင်းကအဲ့ဒီစာဖတ်တာတော့အဲ့ဒီစာအရာသူ့အတန်ဟာအတ္တဖြစ်နေတယ်လို့စိတ်ထဲက
ထင်မိတာမျိုးမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ပါဘူးရှင်ဒီနေရာမှာဒီကိစ္စကိုကြိုတင်ပြီးသိထားလို့စိတ်ထဲကဒီလိုထင်လိုက်တာမျိုးမဟုတ်ဘူးဆိုတာကျမအနေနဲ့ယာနှုံးပြည့်တေချာပေါက်ပြောရဲပါတယ်သို့တော့ဤကိစ္စနှင့်ဆက်လင်း၍အီဖရိန်စိတ်ထဲတွင်မရှင်းရှိနေစေဖြစ်သည်တို့ဖြင့်သူကအိုက်မန်မီသားစုအကြောင်းနှင့်ပတ်သက်၍သူမအားမိခွန်းများတစ်ခုပြီးတစ်ခုမေးကြည့်သည်သူမ၏ပြောကြားချက်များတွင်အိုက်မန်မှာသားသမီး9ယောက်ရှိကြောင်း3ယောက်မှာဂျာမနီတွင်မွေးဖွားခဲ့၍2ယောက်မှာအာဂျင်တီးနားရောက်မှမွေးခဲ့ကြောင်းစသည်တို့ပါဝင်ခဲ့သည်ထို့ပြင်ဂျာမနီတွင်မွေးခဲ့သောအိုက်မန်၏သား3ယောက်၏အသက်များမှာအစိုးရရှိနေကြီးစာထဲတွင်ပါရှိသည့်အချက်နှင့်ထပ်တူထပ်မျှဖြစ်နေကြောင်းသူကပြောပြရာဖခင်ဖြစ်သူဟာမန်ကဤအချက်ကိုဝင်ရောက်ထောက်ခံပြောဆိုခဲ့သည်ထို့နောက်သူမကချာကာဘူကိုလမ်းမှအိမ်မက်4261၏ပုံမှန်တံကိုပြောပြရာဤကိစ္စတွင်မူဤဖရိန်အတွက်တစုံတရာထူးခြားချက်များမပါသည်ကိုတွေ့ရသည်ကျုပ်ခမည်းကိုတခုတော့ပြောရအောင်မယ်ဟာမန်ကဝင်ပြောလိုက်သည်ကျုပ်တို့အခုပြောပြခဲ့တဲ့အချက်လက်တွေအားလုံးဟာအစိုးရရှိနေကြီးသည့်ကျုပ်တို့ရေးလိုက်တဲ့စာရီထဲမှာအားလုံးပါပြီးသားတွေပါဒီနေရာမှာတခုပြောချင်တာကဒီကိစ္စနဲ့ပတ်သက်လို့ကျုပ်တို့အကုန်အကျခံထားရတဲ့ငွေတွေကိုပြန်ထုတ်ဖို့ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့မှာဓာရီကျုပ်တို့အိတ်ထဲကစိုက်ပြီးအကုန်ကျမခံနိုင်လို့ပါ။ဤနေရာတွင်မစ္စစ်ဟာမန်ကပထမဆုံးအချိန်ဝင်၍ပြောလိုက်သည်။ဒီကိစ္စနဲ့ပတ်သက်လို့ကျမမှာအမြဲစိတ်ပူနေရပါတယ်ရှင်။ကျမတို့အိတ်ထဲကစိုက်ထုတ်ပြီးသုံးဖို့ဆွဲဖို့ဆိုတာဟာမလွယ်လှပါဘူး။ပြီးတော့ကျမဟာအမေတယောက်အနေနဲ့ကိုသမီးကိုလာပြီးပိုးပန်းနေတဲ့လူငယ်တယောက်အကြောင်းသိအောင်စုံစမ်းမေးမြန်းရတယ်ဆိုတာထုံးစံအတိုင်းလှုပ်ရိုးလှုပ်စင်ပါပဲဒီတငယ်ရဲ့အမေအဖေတွေကိုလည်းကျမတခါမှမတွေ့ဘူးမမြင်ဘူးသေးပါဘူးဒါပေမဲ့ကျမစိတ်ထဲကတော့အဲ့ဒီစစ်တီရခံဆိုတဲ့အိုက်မန်တို့မိသားစုနဲ့ပတ်သက်လို့တွေးလိုက်တိုင်းရင်လေးမိတာကြီးပါပဲတကယ်ပါမစ္စတာဟက်ဘတ်ကျမပြောတာကိုယုံပါဒီကိစ္စအတွက်ကျမမှာတနေ့မှစိတ်မချမ်းသာပါဘူးကျုပ်အနေနဲ့စုငွေတွေပါတယ်မလို့ခြင်းဘူးဟာမန်ကကြားဖြတ်ပြောလိုက်ပြန်သည်ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဗျူနိုအဲရစ်ကိုတွားခဲ့ရတဲ့ခီးစရိတ်နဲ့အထွေထွေကုန်ကျခဲ့တဲ့ဒေါ်လာ120ဒါမှမဟုတ်150ကိုတော့ထုတ်ပေးတင်တယ်လို့ထင်တာပဲစောစောကကြုတ်ပြောခဲ့တဲ့အတိုင်းဒီကိစ္စအတွက်ဖရန့်ဖက်ကရှေ့နေကြီးစီစာရေးခဲ့ပါတယ်ဒါပေမဲ့ခုထိတော့ဘာမှအကြောင်းမပြန်သေးပါဘူးသူစီကစာထဲမှာလူတစ်ယောက်လာတွေ့ပါလိမ့်မယ်ဆိုတာပဲပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့တော့ကျွန်တော်ဒီရောက်မှသိရပါတယ်မစ္စတာဟာမန်အီဖရင်ကအမှန်တိုင်းပြောပြလိုက်သည်ကျွန်တော်အထက်ကလူကြီးတွေနဲ့ဒီကိစ္စကိုကျွန်တော်စီစဉ်ပေးပါမယ်။ဒါပေမဲ့တနင်္ဂနွေ3-4ပတ်တော့စောင့်ရလိမ့်မယ်ထင်တယ်။ဟာမန်ကအလေးနဲ့ထပ်ပြောပြန်သည်။ကျုပ်အနေနဲ့တော့အမြန်ဆုံးစီစဉ်ပေးစီခြင်းတယ်။ပြီးတော့ပုံမှန်လင်းလင်းပြောရရင်ဒီကိစ္စမှာကျုပ်အနေနဲ့လှုပ်ရှားရှိတာကိုအသက်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးပြီးပြီလို့ယုံကြည်ထားပါတယ်။နောက်ပြီးဒီလူဟာတကယ်အိုက်မန်အစ်စ်ဆိုတာသိကြပါတယ်။ဘာတကူမှတန်တရားဖြစ်စရာမရှိပါဘူး။ဟုတ်ပါတယ်ခင်ဗျားအခုပြောတာတွေကျွန်တော်အားလုံးသဘောပေါက်ပါတယ်။အီဖရင်ကဖြတ်ပြောလိုက်သည်ဒါပေမဲ့ဒီလူဟာအိုက်မန်အစ်စ်ပါဆိုတာဒီလောက်နဲ့တေချာပေါက်အဆုံးဖြတ်ပေးလို့မရသေးဘူးထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဗီဒါအိုက်မန်ဟာနောက်အိမ်အောင်ပြူထားတာဖြစ်နိုင်ပါတယ်။ဒါနဲ့ပတ်သက်လို့ကောလာဟလာတွေလည်းအများကြီးကြားပူပါတယ်။အဲဒီတော့သူ့ကလေးတွေကိုသူ့အဖေအရင်းနဲ့နာမည်အတိုင်းဆက်ပြီးတုံးနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ကျုပ်ထင်တာတော့အိုက်မန်ဟာပလတ်စတစ်ခွဲစိတ်ကူးတာမှုလုပ်ပြီးရုပ်ဖြတ်ထားတယ်လို့ထင်တာပါပဲ။ဒါကြောင့်မို့လဲဟိုရင်ကရိုက်ထားတဲ့ဓာတ်ပုံဟောင်းတွေနဲ့အခုရုံနဲ့ရှင်းကြည့်ဖို့ခက်နေတာဖြစ်မှာပေါ့။နောက်ပြီးတော့ VR Eggman အနေနဲ့နောက်ယောက်ျားယူရဲဆိုတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ယောက်ျားဆိုတာလည်းတခြားလူမဟုတ်ပဲပထမယောက်ျားကိုပဲပြန်ယူတာဖြစ်မှာပါ။ဤတွင် Efrain ကဤကိစ္စနှင့်ပတ်သက်၍သူတာဝန်ယူရသည့်အပိုင်းမှအခက်အခဲကိုနားလေသဘောပေါက်စေရန်ရည်ရွယ်၍ပြောလိုက်သည်။ဒီလိုရှိပါတယ်။ဒီကိစ္စမှာခမားပြောတာမှန်ကောင်းမှန်ပါလိမ့်မယ်။ဒါပေမဲ့မှားခြင်းလည်းမှားနေပါလိမ့်မယ်။အဲ့ဒီတော့ကျွန်တော်တခုပြောချင်တာကကျွန်တော်တို့အနေနဲ့လက်တွေ့ကွင်းစင်ပြီးလုပ်ငန်းမစခင်တန်တရားတွေလုံးဝကင်းသွားအောင်တိတိကျကျအဆုံးဖြတ်ပေးနိုင်တဲ့အထောက်အထားနဲ့အာမခံချက်တွေရှိထားဖို့လိုတယ်ဆိုတာခမားနားလည်ထားစေချင်ပါတယ်။ဒီလိုအာမခံချက်နဲ့အထောက်အထားတွေရအောင်လုပ်ပေးဖို့ကတော့ကျုပ်လုံးဝတာဝန်ယူပါတယ်။ဟာမန်ကသူ့ကိုယ်သူယုံကြည်ချက်အပြည့်အဝရှိထားသည့်လေတံမျိုးဖြစ်ပြောလိုက်သည်။အဲ့ဒီအိမ်သားကအိမ်ကြီးချင်းတွေကိုကျုပ်သိပါတယ်။ဒီကိစ္စမှာကျုပ်ဟာတခြားလူတစ်ယောက်ထက်ပိုပြီးအန်ရကင်းအောင်ထိရအောင်လုပ်ပေးနိုင်ပါတယ်။အဲဒီတော့ကျုပ်ပြောချင်တာကကျုပ်နဲ့ပဲဆက်သွယ်ပြီးလုပ်ဖို့ပါပဲ။ဒါနဲ့ပတ်သက်လို့ခမားအနေနဲ့အိုက်မန်အစ်စ်ဟုတ်မဟုတ်စုံစမ်းတဲ့နေရာမှာတိ
တိတိတသာကြီးသွားလို့ရင်အိုက်ကမန်ကိုယ်တိုင်ကရိမ့်မိသွားပြီးလေပြေးနိုင်တယ်ဆိုတာတော့ကျုပ်အထူးသတိပေးစရာမလိုဘူးထင်ပါတယ်အသက်နိုင်ဆုံးသတိရှိရှိနဲ့လှုပ်သွားဖို့ပါပဲအီဖရင်ကသဘောတူသည့်အနေဖြင့်ခေါင်းညိတ်ပြသည်မျက်မမြင်ဟာမန်ကဆက်ပြောပြန်သည်ပြီးတော့ဘျူနိုအဲရစ်မှာရှိတဲ့ဂျာမန်တန်ယုံကလူတွေနဲ့ပတ်သက်လို့လည်းခမ ्या ကိုသတိပေးထားရအောင်မယ်တကယ်လို့အိုက်ကမန်နောက်ကိုခြေရာခံလိုက်နေပြီဆိုတာသူတို့သိသွားရင်သူတို့တွေကတယောက်ကဒီလိုအန္တရာယ်ရှိနေပြီဆိုတဲ့အကြောင်းအိုက်ကမန်ကိုချက်ချင်းပြေးပြီးသတိပေးမယ်ဆိုတာကျုပ်သေးကြပေါက်ပြောရတယ်ဒီထက်ပိုပြီးပွင့်ဝင်လင်းလင်းပြောရမယ်ဆိုရင်ဂျာမန်နိုင်ငံသားရေးဌာနကလူတွေကိုလည်းခမ ्या အနေနဲ့ဒီအတိုင်းသဘောထားဖို့လိုလိမ့်မယ်နာဇီစစ်တရားခံတွေနဲ့ပတ်သက်သမျှအဲ့ဒီလူတွေကိုဘယ်တော့မှမယုံမိဖို့အရေးကြီးတယ်ဤနေရာတွင်ဂျာမန်လူမျိုးတယောက်အနေဖြင့်ဟပ်ပတ်ဟူ၍အမိခံထားသောအီဖရင်သည်သူ့နိုင်ငံမှအာဏာပိုင်များကိုကာကွယ်ရမည့်တာဝန်ရှိသည်ဟုနားလည်လိုက်သည်တို့ဖြင့်သူကဟာမန်၏စကားကိုပြန်လည်ခြေပလိုက်သည်ဒါတော့တော့မဟုတ်သေးဘူးတင်တယ်မစ္စတာဟာမန်ခမ ्या အနေနဲ့စိုးရင်လွန်အားကြီးတယ်လို့ဖြစ်နေတယ်စိုးရင်လွန်အားကြီးတာမဟုတ်ပါဘူးဟာမန်ကထပ်၍ပြောပြန်သည်တကယ်ဖြစ်ပျက်ကကျုပ်ပြောတာထက်တောင်ဆိုးပါသေးတယ်ဒီမဲ့ကျုပ်ပြောမယ်အိုက်ကမန်ဟာသူ့စိတ်တိုင်းကြနေနိုင်ထိုင်နိုင်တဲ့အနေအထားမျိုးရှိနေတယ်သူ့မှာဂျစ်ကားတစ်စီးတောင်ရထားတယ်ဤ၍ဤမြဆွေးနွေးခဲ့ပြီးနောက်ဟာမန်ထံမှနောက်ထပ်တစ်စုံတရာထူးခြားသည့်သတင်းများမရနိုင်တော့ပြီကိုအီဖရင်သိလိုက်သည်တို့ဖြစ်ရာသူသည်လောလောဆယ်လက်တွေ့ကျကျလုပ်ရမည့်ကိစ္စများဘက်သို့စကားဦးလှည့်လိုက်သည်ဒီမဲမစ္စတာဟာမန်လောလောဆယ်အဲ့ဒီလူနဲ့ပတ်သက်ပြီးကျွန်တော်တို့သိချင်တာတွေနဲ့လိုချင်တဲ့အချက်လက်တွေကျွန်တော်ပြောပြပါမယ်အဲ့ဒါတွေကတော့အခုသူအသုံးပြုနေတဲ့နာမည်ရယ်သူအလုပ်လုပ်နေတဲ့နေရာရယ်သူ့မှာရှိနေတဲ့ကားနဲ့ပတ်သက်လို့အသေးစိတ်အချက်လက်တွေရယ်သူ့မှတ်ပုံတင်ထဲမှာပါတဲ့ဓာတ်ပုံမျိုးတစ်ပုံရယ်နောက်ပြီးသူနဲ့ပတ်သက်တဲ့တရားဝင်စာရွက်စာတမ်းအထောက်အထားတွေကျွန်တော်တို့ရနိုင်သမျှရအောင်လုပ်ချင်ပါတယ်အဲ့ဒါတွေအပြင်အရေးကြီးဆုံးရချင်တာကသူ့ရဲ့လက်ဖွေပုံစံပါပဲဘာဖြစ်လို့လဲဆိုတော့လက်ဖွေပုံစံဟာလူတစ်ယောက်ကိုဘယ်သူပဲဝါဆိုတာမလွဲတမ်းပြောနိုင်တဲ့အမှတ်အသားတစ်ခုဖြစ်နေလို့ပါအိုလီဗော့စ်ရက်ကွက်မှာကျုံနဲ့တည်တဲ့မိတ်ဆွေတွေအများကြီးရှိပါတယ်ပြီးတော့အဲ့ဒီအာနာပိုင်တွေနဲ့လည်းအဆက်အသွယ်ရှိပါတယ်ခင်ဗျားခုပြောပြသွားတဲ့အချက်လက်တွေရဖို့တိတ်မခဲရင်ပါဘူးဟာမန်ကခက်အေးအေးပင်ပြန်ပြောသည်ဒါပေမဲ့တခုရှိတာကဒီတိုင်းဆိုရင်ဒီကိစ္စနဲ့ပတ်သက်လို့ကျုပ်ဘျူနိုအဲရစ်ကိုနောက်တစ်ခေါက်သွားရလိမ့်မယ်ကျုပ်သွားတယ်ဆိုရင်ကျုပ်သမီးလည်းပါမှဖြစ်မယ်ပြီးတော့အဲ့ဒီမှာတင်းကူနေတစ်ပတ်လောက်တော့နေရမှာပဲဒီတော့နောက်ထပ်ကုန်ကြစိတ်တွေလိုလာလိမ့်မယ်အဲ့ဒီတော့ကျုပ်အနေနဲ့မတက်နိုင်ဘူးဆိုတာပွင့်ပွင့်လင်းလင်းပဲပြောချင်တယ်အီဖရင်ကပြောရတော့သည်ဒါအတွက်ကျွန်တော်ဂရုပေးပါတယ်ခင်ဗျားအရင်ကစိုက်ပြီးတုံးခဲ့ရတဲ့ကုန်ကြစိတ်တွေရောအခုနောက်ထပ်ကုန်ကြမဲ့စိတ်တွေပါအလုံးထုတ်ပေးဖို့ကျွန်တော်တာဝန်ယူပြီးဆောင်ရွက်ပေးပါမယ်ဒီနေရာမှာကျွန်တော်တခုအကြံပေးချင်တာကတော့ခင်ဗျားအရင်ကကုန်ကြထားတဲ့ငွေကိုမရမချင်းနောက်ထပ်ဘာမှဆက်ပြီးမလုပ်စေချင်သေးဘူးဘာပဲဖြစ်ဖြစ်အဲ့ဒီပထမကုန်ကြထားတဲ့ငွေရောက်လာပြီဆိုတာနဲ့ဘျူနိုအဲရစ်ကိုအမြန်ဆုံးသွားပြီးစောစောကကျွန်တော်ပြောခဲ့တဲ့အချက်လက်တွေရနိုင်သမျှရအောင်စုံစမ်းပေးစီခြင်းနဲ့ဘယ်နဲ့လဲခင်ဗျားပြောတဲ့အတိုင်းလုပ်ပေးပါမယ်ဟာမန်ကပြန်ပြောလိုက်သည်နောက်တစ်ခုကျွန်တော်မှာခဲ့ချင်တာကဒီနေ့ကစပြီးဂျာမနီကိုဘာစာမှမရေးပါနဲ့တော့ခင်ဗျားနောက်ထပ်ရေးရမယ့်စာတွေအတွက်လိပ်စာအသစ်တစ်ခုကျွန်တော်ပေးခဲ့ပါမယ်အီဖရင်ကလေးနက်ပြောလိုက်သည်အော်ဒါထက်ခင်ဗျားမှာလိပ်စာကပ်ပြားရှိသလားရှိပါတယ်ဒီလိုဆိုရင်အဲ့ဒီလိပ်စာကပ်ပြားကလေးတွေပေါ်မှာခင်ဗျားလက်မှတ်တွေထိုးပေးလိုက်စေချင်ပါတယ်ကျွန်တော်ခင်ဗျားစီကိုစာရေးတဲ့အခါတိုင်းအဲ့ဒီကပ်ပြားတစ်ခုကိုတွဲပေးလိုက်မယ်စာကိုဘယ်သူပဲလက်မှတ်ထိုးထားတာဒီကပ်ပြားလေးပါလာတာနဲ့ကျွန်တော်စီကလာတဲ့စာဆိုတာခင်ဗျားစိတ်ချရအောင်လို့ပါတကယ်ကောင်းတဲ့အကြံပဲပြုအာမန်ကတန်အောဖြင့်ပြောလိုက်သည်အီဖရင်သည်သူ့အင်ကြီးအိတ်ထဲမှာအာဂျင်တီးနားဘန်ချက်လက်မှတ်စာအုပ်ကလေးကိုထုတ်လိုက်ပြီးအထဲမှာချက်လက်မှတ်စာရွက်ကိုသူ့လက်သေးဖြင့်ခောက်ချိုးချိုးကနှစ်ပိုင်းဖြစ်အောင်ဆွဲဆုပ်လိုက်သည်ကျွန်တော်အခုဆုပ်လိုက်တဲ့ချက်လက်မှတ်ရဲ့ဟောဒီအပိုင်းကိုခမားစီပေးထားခဲ့မယ်ကျန်တဲ့အပိုင်းကိုကျွန်တော်ယူသွားမယ်တကယ်လို့တယောက်ကကျွန်တော်ယူသွားတဲ့ချက်လက်မှတ်စာရွက်အပိုင်းကလေးကိုယူလာပြီးခမားကိုပြရင်အဲ့ဒီလူဟာကျွန်တော်လွှတ်လိုက်တဲ့လူပဲဆိုတာခမားစိတ်သာချပြီးတော့အီဖရင်ကသူ့လက်မှလက်ပတ်နိုင်ကိုကြည့်လိုက်သည်အရင်တို့သူရောက်နေသည်မှာ2 နာရီနီးပါးကြာသွားပြီဖြစ်သည်ဟာမန်၏သမီးသည်လိပ်စာကပ်ပြားကလေးများကိုယူလာပြီးရင်းကပ်ပြားကလေးများပေါ်တွင်သူ့ဖေလက်မှတ်ရေးထိုးပေးရန်ကူညီပေးခဲ့သည်ထို့နောက်အီဖရင်သည်အဆိုပါကပ်ပြားကလေးများကိုယူလိုက်ပြီးထိုင်ရာမှထားလိုက်သည်အများကြီးကျေးဇူးတင်ပါတယ်မစ္စတာဟာမန်အခုချိန်ထိခင်ဗျားကူညီခဲ့တာတွေနဲ့အခုလိုဂရုတစိုက်အခမ်းပြုစုတာကိုအထူးကျေးဇူးတင်ပါတယ်
ကျွန်တော်ပြန်ပါဦးမယ်ဒါပေမဲ့အခုစီစဉ်ခဲ့တဲ့အတိုင်းအမြဲဆက်သွယ်သွားပါမယ်ခင်ဗျားအခုလိုရောက်လာတာလဲကျုပ်အများကြီးကျေးဇူးတင်ပါတယ်မစ္စတာဟဘတ်ခင်ဗျားစီကအဆက်အသွယ်အများဆုံးရလိမ့်မယ်လို့မျှော်လင့်ပါတယ်အီဖရိန်သည်ဟာမန်နှင့်ဟာမိုင်းဇနီးကိုရောသမီးကိုပါနှုတ်ဆက်၍ထွက်လာခဲ့သည်သူသည်ဘူရာယုံဘတ်စီသို့ဦးသည်ကခက်မမှန်လမ်းလျှောက်လာခဲ့သည်ဂိုက်တရားခန့်လျှောက်မိသောအခါတက္ကစီကားတစ်စီးသည်ခက်ဖြည်းဖြည်းမောင်းရင်းသူ့ဘေးသို့ရောက်လာသည်ကားပေါ်မှတယ်မီကအင်္ဂလိပ်ဘာသာဖြင့်ပြောလိုက်သည်ဘယ်သွားမလို့လဲခင်ဗျာကျွန်တော်လိုက်ပို့ပြရစီနောက်မိနစ်အနည်းငယ်များကြာသောအခါသူတို့သည်ရင်းရိုင်နေသည့်ဘူရာယုံကလေးစီသို့ရောက်လာကြသည်ထို့နောက်ထိုနေ့ညအတော်ကလေးညနေချိန်တွင်ယူနိုအဲရစ်မြို့သို့ပြန်ရောက်လာခဲ့ကြသည်ယထာပေါ်တွင်အီဖရင်ကဟာမန်နှင့်သူ့မိသားစုကိုတွေ့ခဲ့ရပုံနှင့်စကားပြောခဲ့ရပုံများကိုတမ်မီအားပြန်ပြောခဲ့သည်ဟာမန်နှင့်ပတ်သက်၍သူ့စိတ်ထဲတွင်ဖြစ်ပေါ်ခဲ့သည်များတစ်ခုမှဖုံးကွယ်မထားဘဲအားလုံးပြန်ပြောခဲ့သည်ဟာမန်သည်သူထင်ရာတစွတ်ထိုးလှုပ်တတ်ပုံရ၍သူကိုယ်သူယုံကြည်မှုများလွန်းနေကြောင်းအကယ်၍သူ့ဇနီးနှင့်သူ့သမီးကသာထောက်ခံပြောကြားခြင်းမရှိပါကမိမိနေဖြင့်သူပြောသမျှစကားများကိုယုံဖို့မလွယ်ကြောင်းစသည်များကိုအီဖရင်ကပွင့်ပွင့်လင်းလင်းပြောပြခဲ့သည်သို့သောဘာပဲဖြစ်ဖြစ်သူနှင့်ဆက်လက်၍အဆက်အသွယ်လုပ်သွားဖို့လိုအပ်သည်ကိုလည်းအီဖရင်ကအလေးအနက်ခံယူခဲ့သည်အာဂမန်နှင့်ပတ်သက်၍စုံစမ်းထောင်လှမ်းရ၌ဤမျက်မမြင်ဒုက္ခိတသည်မိမိတို့အားတစုံတရာအန္တရာယ်ပေးနိုင်မည်မဟုတ်ဟုသဘောရခဲ့သည်ထို့နောက်အီဖရင်သည်ဟာမန်နှင့်တွေ့ဆုံခဲ့ပုံများကိုအသေးစိတ်ခရီးစိတ်တွင်ကြဖော်ပြ၍အစ္စရေးသို့အစီရင်ခံစာတစ်စောင်ပို့လိုက်သည်ထို့ပြင်အဆိုပါအစီရင်ခံစာထဲ၌မိမိသည်ဟာဘတ်အမည်ဖြင့်ဟာမန်ထံသို့စာတစ်စောင်အကြံရေးထားကြောင်းရင်းစာတွင်အာဂျင်တီးနားငွေပီဆို9000ဒေါ်လာ130ခန့်ရှိသည်ကိုမိမိအိတ်ထဲမှစိုက်ထုတ်၍ပို့လိုက်ပြီးဖြစ်ကြောင်းလှုပ်ရှားရှိသည်များကိုလှုပ်စီလိုကြောင်းစသည်ဖြင့်ပါရှိ၍ထိုစာကိုမကြာမီဟာမန်ထံစာတိုင်းမှပို့ရန်စီစဉ်ထားသည်ဟု၍ဖော်ပြပါရှိခဲ့သည်အီဖရင်သည်အဆိုပါစာနှင့်ငွေကိုတမ်မီလက်သို့ပေးအပ်ခဲ့ပြီးဤကိစ္စအတွက်အစ္စရေးမှခွင့်ပြုချက်ရသည့်နှင့်တပြိုင်နက်စာတိုင်းမှပို့လိုက်ရန်မှာခဲ့သည်ထို့ပြင်အီဖရင်ကယခုကဲ့သို့ပထမစာနှင့်ငွေကိုပို့လိုက်ပြီးမကြာမီဒုတိယစာတစ်စောင်ထပ်မံပို့တင်ကြောင်းအဆိုပါစာတွင်ဆက်သွယ်ရမည့်မိမိတို့၏လိပ်စာအသစ်ကိုထည့်ပေးလိုက်စီလိုကြောင်းရင်းလိပ်စာအသစ်အတွက်အခြားနိုင်ငံတစ်နိုင်ငံတွင်စာရိုက်တစ်တာတစ်ခုကိုငှားရမ်းထားတင်ကြောင်းစသည်ဖြင့်အကြံပေးရေးသားလိုက်သည်ထို့နောက်အီဖရင်သည်ဟာမန်၏လိပ်စာကပ်ပြားအချို့နှင့်ချက်လက်မှတ်တစ်ပိုင်းကိုတမ်မီအားပေးထားခဲ့သည်အီဖရင်၏အစီရင်ခံစာတွင်ဆောင်ရွက်စရာရှိသည့်များကိုအမြန်ဆုံးဆောင်ရွက်ရန်ကျွန်ုပ်တို့အားအကြံပေးတိုက်တွန်းထားသည်ကိုတွေ့ရသည်အထူးသဖြင့်ဟာမန်၏သမီးသည်ဤကိစ္စတွင်အထူးအရေးပါအရာရောက်သူဖြစ်၍နောက်နှစ်လခန့်ကြာလျှင်သူမသည်အမေရိကသို့ပညာသင်သွားတော့မည်ဖြစ်ရာသူမထွက်ခွာသွားသည်နှင့်တပြိုင်နက်ဟာမန်၏ဇနီးသည်ဟာမန်အားဤကိစ္စတွင်တစုံတရာနောက်ထပ်ပါဝင်ဆွတ်ဖက်ဆက်လက်လုပ်ကိုင်ခြင်းမပြုရန်မုတ်ချတိုက်တွန်းလိုက်မည်ဖြစ်ကြောင်းဖော်ပြပါရှိခဲ့သည်ကျွန်တော်တို့နောက်တစ်ပိုင်းမှာပြန်လည်တွေ့ကြပါမယ်အားလုံးနားလေးခဏငားပေးတာကျေးဇူးအများကြီးတင်ပါတယ်ဒီကပိုကောင်းအောင်စူးစမ်းပြီးဖတ်ပြပေးဖို့မှာမို့လို့နားလေးခဏငားလမ်းပြီး Your Ears Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကျမ်းမာချွတ်လန်းကြပါစေ